Hello မင်္ဂလာပါရှင်အကျေကတက်စင်ရဲ့ interview page ကနေပြရပါတော့ပြန်လဲကြိုဆိုပါရစေအဲ့တော့အကျေခုပေါ့နော်အခုလက်ရှိအခုဒီအကျေရဲ့ဒီ reading ကိုကြည့်နေတဲ့သူလေးတွေအတွက်ပေါ့နော်အခုလက်ရှိဘလို့အချစ်ရည်လေးနဲ့ကြုံတွေ့နေရတယ်ပေါ့နော်အဲ့ဒါလေးကိုအကျေ short reading ပေါ့နော်အတူလေးအကျေကြည့်ပေးမှာဖြစ်ပါတယ်နော်အဲ့တော့ short reading အတူလေးကြည့်ပေးမှာဆိုတော့ဒါဒီကက်လေးတွေကိုအာယုံပြုထားပေးပါပြီးတော့ကိုယ့်ရဲ့အခြေအနေပေါ့နော်ဘယ်လိုမျိုးရှိနေလဲအခုလက်ရှိအခြေအနေပေါ့နော်အဲ့ဒါလေးကိုအရင်ကြည့်ပြီးတော့လိုအပ်တဲ့ guidance ပေးပေးပါမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီပေါ့နော်အကျခုကြည့်လိုက်တဲ့အချိန်မှာเนาะကိုကဘယ်လိုမျိုး move မျိုး emotion မျိုးမှာရှိနေလဲဆိုရှင်တဲ့တစ်ချိန်စား energy ကိုတွေ့ရပေါ့နော်အဲ့တော့ဒီမှာ engage reading ကိုကြည့်နေသူတွေက twin flame တွေအများဆုံးပါနေလိမ့်မယ်เนาะ twin flame connection တမားတွေပါနေရဖို့အချိန်မှာတွေ့ရတယ်ပေါ့နော်ကိုကခြေစာလုံးနေတယ်ကိုရဲ့တစ်ဖက်သူကိုအဆက်တစ်ဖြတ်သွားတဲ့သူဒါမှမဟုတ်ကိုမရွေးဘဲနဲ့တခြားသူတယောက်ကိုရွေးတဲ့သူကိုကိုကပြေးလိုက်နေရဆိုတော့ energy မျိုးကိုအချိန်မှာတွေ့ရတယ်ပေါ့နော်အဲ့တော့ connection စစ်ပြီးသားသူတွေကတော့ twin flame connection ဆိုတာသိလိမ့်မယ် connection မစစ်ထားတဲ့သူကလည်းအခုလက်ရှိမှာကိုဒီ twin flame channel လေးကိုရောက်နေတယ်ဆိုတာကိုသိရမယ်ပေါ့နော်ဒါခြေစာ energy ဖြစ်နေရဆိုရင်ကိုဒီ twin flame channel ကိုရောက်နေတယ်ဆိုတာလေးပေါ့နော် chase energy ဖြစ်နေခုမှ confident လုံးဝမရှိတော့ confident မရှိတော့ဘဲနဲ့ဘာကြောင့်တော့ထားသွားရဲဆိုတော့မိကုန်းအနေနဲ့သူနောက်ကိုပြေးလာရင်လည်းအဖြေရှာနေရဲဆိုတဲ့ပုံစံမျိုးအနေထားမျိုးပေါ့နော်အဲ့ဒါလေးကိုအချိန်မှာတွေ့ရပါတယ်ပြီးတော့နောက်တစ်ခုကကျတော့အခုချိန်မှာလေးညဘက်တွေလုံးဝအင်ပြောပဲနဲ့ကိုယ့်ရဲ့နှလုံးသားတစ်ခုလုံးနာကျင်နေရတယ် break up ဖြစ်သွားတဲ့ဆက်ဆံရေးတစ်ခုမှာအရန်နာကျင်နေရတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့ဂျားလူဂျားစကားတွေကြောင့်လည်းဒီနှစ်ယောက်ရဲ့ relationship ဒီမတည်မြဲခဲ့အောင်လို့တွေ့ရတယ်အခုချိန်မှာကိုဒီကိုယ့်ရဲ့အနာဂတ်ပျောက်ဆုံးသွားတော့တဲ့အထိ loss ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းဒီမှာမြင်ရတယ်ပေါ့နော်ပြီးတော့တစ်ဖက်ကကိုယ်လိန်ညာသွားခဲ့အဲ့လိန်ညာသွားတယ်ဆိုတဲ့ခဏချက်ကိုတိရက်နေတာမှတစ်ဖက်သူလိုက်ပြီးပြေးဆွဲခြင်းနဲ့အနေထားမျိုးလောက်ထိဖြစ်နေတယ်ဒါကိုပြန်ပြီးတော့ပေါ့နော်ပြောမယ်ဆို feeling track ပေါ့နော်ပိတ်မိနေစိတ်ထောင်တာတစ်ခုရဲ့မှာကို self love ထားဖို့မကြိုးစားမဲ့တစ်ဖက်တော့ကိုပဲပြေးလိုက်နေမိရဆိုတာမျိုးပေါ့နော်အဲ့ဒါလေးကိုအချက်မှာတွေ့ရတယ်ဒီတစ်ဖက်သူရဲ့အခြေအနေမှာကျတော့အရန်ကို many option ပေါ့နော်သူတို့ရွေးချယ်ဖို့အတွက်အခွင့်အရေးအရန်များတယ်အခုချိန်မှာကိုဘယ်လိုခံစားနေရလဲဘာလို့နေရလဲသူတို့မသိဘူးနော်ကိုဘလောက်ထိနာကျင်ရတယ်သူတို့မသိဘူးမသိပဲနဲ့ကိုခံစားရတဲ့အရာတွေကဒါမှသူတို့တက်ဘာမှမဟုတ်တဲ့ပုံစံမျိုးမသိကိုကပဲ drama ခင်းနေတဲ့ပုံစံမျိုးအခြေအနေအထိနော်တစ်ဖက်သူတွေကကိုအမှတ်ယူနေရဆိုတာမျိုးကိုတွေ့ရပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီ reading ကိုလာကြည့်နေတဲ့သူတွေက twin flame connection တွေအများကြီးပဲပါနေတယ်တချို့မသေးချာတဲ့ connection လာပြီးစစ်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာတော့အခုအဲ့လိုအခြေအနေအချိန်နဲ့ကြုံတွေ့နေရတယ်ဆိုတာလေးကိုအကျဉ်းမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီနော်အဲ့တော့ universal message လေးတစ်ချက်ကြည့်တယ်ဒါ short reading ဆိုပေမဲ့နော် intro လေးတွေကကိုဒီလိုအခြေအနေမှာဘာလို့စေချင်လဲပေါ့နော်ဘယ်လိုအခြေအနေမျိုးဖြစ်စေချင်လဲအဲ့ဒါလေးကိုတစ်ချက်ကြည့်ပေးပါမယ်နော်ဟုတ်ပြီအဲ့တော့တော့ angel လေးတွေကပြောထားတဲ့ message ကလည်း reconsider တဲ့ကိုပြန်မယ်စဉ်းစားသုံးသပ်ပေးပါကိုကဒီလိုအခြေအနေမှာတစ်ဖက်သူနောက်ကိုပြေးလိုက်ရမယ့်အခြေအနေလားဒီအခြေအနေကိုရှစ်တန်ပြီးတော့ကို self flat ထားမယ့်အခြေအနေလားပြန်ပြီးစဉ်းစားသုံးသပ်ပါတဲ့အဲ့တော့ဒီ reading ကိုကြည့်နေတဲ့သူတွေကအခုအချိန်မှာ healing journey self flat journey ပေါ့နော်ဒါတွေကိုဦးစားပေးပြီးရှောင်ခိုင်းရမယ့်အခြေအနေမျိုးလို့အချက်တွေ့ပါတယ်အဲ့တော့ twin flame connection သမားလေးတွေဆိုလို့ရှိရင်အခုအချိန်မှာ life purpose ပေါ့နော်အဲ့ဒီလမ်းကြောင်းကိုရှာဖွေရတော့မယ့်အချိန်လို့အချက်မှာမြင်ရပါတယ်နော်အဲ့တော့ဒီ reading ကိုကြည့်တဲ့သူတွေက healing အရန်လိုအပ်နေပါတယ်နော်အဲ့တော့ healing ဘိုင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် self love ဘိုင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော် guidance တွေနော်အကြံဉာဏ်တွေလိုချင်နေဆိုလို့ရှိရင်အကျရဲ့ဒီ page မှာပေါ့နော်လာပြီးတော့ CV မှာလာပြီးတော့စုံစမ်းလို့ရပါတယ် healing package တွေ self love package တွေဘယ်လို join တင်တယ်ဘယ်လိုအခြေအနေမျိုးလုပ်တင်တယ်ဆိုတဲ့ guidance ကိုအကျပြောပြသွားပါမယ်နော်အဲ့တော့ဟုတ်ပါပြီဒီ video ကိုကြည့်ပြီးတဲ့သူတွေအားလုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီအခုဖြစ်နေတဲ့မွန်းချက်မှုတွေစိတ်တော့ကားတွေကနေကြွယ်ပါပြီလို့အကျဆိုတောင်းပေးပါတယ်နော်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်နော်